အားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့မျက်လက်တစ်ခုပြပေးချင်ပါတယ်ဆိုတော့ဒါကသွားကြထိုးတန်နှချောင်းပေါ့နော်ဒါပေမဲ့ဒါတာမန်တုပ်နှချောင်းမဟုတ်ပါဘူးဒါကျွန်တော်အသက်တွင်းထားတဲ့မော်တုပ်နှချောင်းဖြစ်တယ်ဒါကြောင့်မလို့ကျွန်တော် ਨੇ နီးကပ်လိုက်ကြည့်ပေးပါကျွန်တော်ပြတော့ကျွန်တော်ဘယ်လိုလောက်သွားလဲဆိုတော့အနီးကပ်လိုက်ကြည့်ပေးဖို့ပြောချင်ပါတယ်အနီးကပ်ကြည့်ပေးဖို့ကျွန်တော်ကင်မရာကိုအောက်ဆွဲချပါမယ်ဆိုတော့ဒါကဒီလိုပါဆိုတော့ဒီတစ်ချောင်းဟာကျွန်တော်အသက်သွင်းထားတဲ့တုပ်ဖြစ်တဲ့အတွက်ကြောင့်ခဏနေကြရင်ထခုံပါလိမ့်မယ်ဆိုတော့ဘယ်လိုလဲဆိုတော့အနီးကပ်ကြည့်မလားမျက်လုံးမမိတ်နဲ့မျက်တောင်မခတ်နဲ့Ambaranaka dandaranatan dom das ambaranatan oh no 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 oh so 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 oh cloud cho lo ging cloud ging cloud ging cloud ging oh lu no 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 am no 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 am no 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 ဆိုတော့ဒီလောက်ဆိုလို့ရှိရင်အလုံးတရှိနားလေကြပြီထင်တယ်ဆိုတော့ဒီပညာရပ်ကိုကျွန်တော်လေ့လာသင်ယူတဲ့ချိန်မှာကျွန်တော်ဟောတော်နေထဲမှာညောင်ပိန်အောက်မှာကျွန်တော်45ရက်တိတိအတိတ်ထံဝင်ထားတဲ့မောပညာရပ်တစ်ခုဖြစ်တယ်ဆိုတော့တဘောကြရင်တော့ like and share support လုပ်ပေးလို့ရပါတယ်ဒီထက်ကောင်းမွန်လာတဲ့မျက်လက်ပြနိုင်ဖို့အတွက်လည်းကျွန်တော်စူးစမ်းပါအောင်ကျွန်တော်အတိတ်ထံဝင်ပါအောင်မယ်လို့ပြောကြားချင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်